သထုံမြို့နေမိန္ဒရတောင်ချီမြတ်သိန်းကျောင်းတိုက်အတွင်းရှင်ကျင်းပသည့်ဓမ္မသဘင်၌ဟောကြားအပ်သောတောင်ဘုတူသမာတရားတော်မြတ်သိန်းကျောင်းတိုက်အတွင်းရှင်ကျင်းပသည့်ဒုတိယအကြိမ်မြောက်တတိပဋ္ဌာန်ဝိပဿနာ9ရက်တရားစခန်းမှာအလုပ်ပေးတရားနဲ့တွဲဖက်ပြီးတော့မှတ်သားတဲ့မှတ်သားထိုက်တဲ့တရားဓမ္မနဲ့ပတ်သက်တဲ့ဘုဟုတုတ္တလေးတွေထည့်သွင်းပြီးတော့တောင်ဘုတူသမာဆိုတဲ့ခေါင်းစဉ်လေးနဲ့တရားတစ်ပုဒ်ဟောကြားနာကြားရအောင်မဟောမီမနာမီမှာတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားရှင်ကိုထိုဘုရားရှင်ဤအရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှင်းစွာရှိခိုးပူဇော်ကြရအောင်အလုံးနဲ့လက်ဥချီထားပြီးတော့လိုက်ဆိုကြပါအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ကြွရာရ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအရဟံစိတ်ကြွရာရ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားပူဇော်ထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားအရဟံပူဇော်ထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားသာဓုသုံးနည်းပါမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများပူဇော်ပြီးပြီဖြစ်တဲ့အတွက်လက်ဥချီထားတာလေးတွေချထားပြီးတော့သက်သာတဲ့ဣရိယာပုနဲ့ချမ်းသာစွာတရားနာယူနိုင်ကြပါပြီဒီနေ့ဟောမယ့်တရားကောင်းစဉ်ကဗါတဲ့လေတောင်ဘုတူသမာတရားနာပိဋကပေါင်းသူတော်ကောင်းတို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟာတောင်ဘုတူသမာတွေဖြစ်ပါတယ်တရားစခန်းမှာဝင်ပြီးတော့ရိပ်သာအတွင်းမှာအချိန်ပြည့်နေပြီးတော့အားထုတ်ကြတဲ့အချိန်ပြည့်ယောဂီများကတော့အချိန်ပြည့်တောင်ဘုတူသမာများဖြစ်ကြတယ်အချိန်ပိုင်းနဲ့တရားအားထုတ်ကြတဲ့ပုဂ္ဂိုလ်များကတော့အချိန်ပိုင်းတောင်ဘုတူသမာများဖြစ်ကြတယ်အချိန်ပြည့်ပဲအားထုတ်အချိန်ပိုင်းပဲအားထုတ်တရားဘာဝနာလေးကိုအားထုတ်နေကြတဲ့ယောဂီအပေါင်းသူတော်ကောင်းတို့ဟာတောင်ဘုတူဓမ္မတွေကြီးပါပဲ။ဘာတောင်ဘုတူးနေတာလဲဆိုရင်တော့ခန္ဓာတောင်ဘုကိုတူးနေကြတာ။ဘာတောင်ဘုတူးနေတာလဲ။ယောဂီဆိုတာခန္ဓာတောင်ဘုကိုတူးနေကြတဲ့တောင်ဘုတူးဓမ္မတွေဖြစ်တယ်။တောင်ဘုတူးဓမ္မဆိုတဲ့စကားလုံးလေးကိုပြောလိုက်တာနဲ့တခြားဘာတူသမားတွေကိုတတိယသွားကြလဲကြောက်တူသမားတို့တိုက်တူသမားတို့တွင်တူသမားတို့စသည်အဖြစ်တူသမားတွေအများကြီးရှိကြတာပေါ့အဲ့တော့ရက်ထဲမှာကလေးတွေအော်ပြီးတော့ဆူတန်ကြားခဲ့ပူပါတယ်တကယ်တော့ကြောက်တူသမားများဟာဘာလောင်းနေပါတယ်တော့ဘာလောင်းနေတယ်တော့လောပန်းလောင်းနေပါလောပန်းလောင်းဆိုတာဘာတော့ကြောက်တထေးပေါ့နော်အဲ့တော့ကြောက်တူသမားတွေဟာကြောက်တထေးလောင်းနေဖြစ်တယ်တိုက်တူသမားဆိုရင်လေယရဏတိုက်ကိုတူးတာဆိုတော့ယရဏတထေးလောင်းလို့ပြောရမှာပေါ့ဒါဖြင့်ခန္ဓာတောင်ဖို့တူးနေကြတဲ့တောင်ဖို့
တူဓမ္မယောဂီများကတော့ဘာလောင်းနေတော့ကြောက်တူးတဲ့သူကကြောက်တထေးလောင်းဆိုတော့တောင်ဖို့တူးတဲ့သူကတော့တောင်ဖို့တထေးလောင်းလို့ပြောလို့တော့မဖြစ်ဘူးနော်တောင်ဖို့ဆိုတာခန္ဓာလို့ပြောထားတော့ခန္ဓာတထေးလောင်းဆိုရင်ခန္ဓာဒီတစ်ခုပြီးတစ်ခုမဆုံးနိုင်အောင်ရလိမ့်မယ်လို့ဒီလိုသဘောတက်အောင်နေလိမ့်မယ်ဒီတော့ခန္ဓာတောင်ဖို့တူးသမားတွေဟာနိဗ္ဗာန်တထေးလောင်းနေဖြစ်တယ်နိဗ္ဗာန်တည်းဟူသောယရဏကိုရရှိကြမယ်နိဗ္ဗာန်တည်းဟူသောယရဏကိုပိုင်ဆိုင်ကြမယ်ယရဏတထေးလောင်းနေဖြစ်ပါတယ်ဒီတော့ခန္ဓာတောင်ဖို့တူသမားတွေတရားနာပိသပေါင်းသူတော်ကောင်းတို့ယောဂီပေါင်းသူတော်ကောင်းတို့ရဲ့ခန္ဓာဟာတောင်ဖို့နဲ့တူတယ်အဲ့ဒီခန္ဓာတောင်ဖို့ရဲ့သဘောတဘာဝတွေကိုလမ်းဆုံးထိရောက်အောင်တူးဖော်ကြရမယ်မြတ်စွာဘုရားရှင်ညွှန်ကြားတဲ့တတိပဋ္ဌာန်နိလန်တန်ဝိပဿနာတရားပွားများအားထုတ်နေကြတယ်ဆိုတာမိမိရဲ့ခန္ဓာတောင်ဖို့ကြီးအကြောင်းကိုလမ်းဆုံးထိသိအောင်ရေဆုံးမြေဆုံးသိအောင်တူးဖော်နေကြခြင်းဖြစ်ပါတယ်ဒီတော့ဥစဉ်တဲ့တပတ်တရားနာပိသပေါင်းသူတော်ကောင်းတို့ရဲ့ယောဂီပေါင်းသူတော်ကောင်းတို့ရဲ့ခန္ဓာဟာဘာကြောင့်တောင်ဖို့နဲ့တူရသလဲပထမဆုံးအချက်ကတော့လောကမှာရှိတဲ့တောင်ဖို့တွေမှာအပေါက်ကြီးအပေါက်ငယ်များစွာရှိသလိုတရားနာပိသပေါင်းသူတော်ကောင်းတို့ရဲ့ခန္ဓာဟာလည်းအပေါက်ကြီးအပေါက်ငယ်တွေများစွာရှိတဲ့အတွက်ကြောင့်ခန္ဓာဟာတောင်ဖို့နဲ့တူတယ်တောင်ဖို့ဆိုတာကတော့တရားနာပိသများအားလုံးမြင်မှုကြပါတယ်နော်တောင်ဖို့မှာကြည့်လိုက်ရင်အပေါက်ကြီးအပေါက်ငယ်တွေအများကြီးပြည့်နှက်ပြီးတော့နေတယ်အဲ့ဒီလိုပဲဥစဉ်တို့ရဲ့ခန္ဓာဟာလည်းပဲဥစဉ်တို့ရဲ့ရုပ်ခန္ဓာဟာလည်းပဲအပေါက်ကြီးပေါက်ငယ်အသွယ်သွယ်နဲ့ပြည့်နှက်ပြီးတော့နေတယ်အပေါက်ကြီး9ပေါင်းနဲ့အပေါက်ငယ်ပေါင်းများစွာပေါ့ဒွါရ9ပေါင်းလို့ပြောလိပြောထားရှိကြတာပါပဲဒီတော့ဒွါရ9ပေါင်းဆိုတာဘာတွေလုံးရည်တွက်ကြည့်ပါဦးရှိသတကကြီးဥရှင်ဝင်မယ်ရည်ခံရမယ်နော်ကိုယ်ကောက်ပြင်းပြီးတော့တာပဲဟဲ့လားမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီဒွါရ6ပါးအစဉ်လေးကိုလက်ကင်ထားပြီးတော့တွေးကြည့်လိုက်ပေါ့မျက်စိပေါက်က2ပေါက်နားပေါက်က2ပေါက်နှာခေါင်းပေါက်က2ပေါက်ပါးစပ်ပေါက်က1ပေါက်ကျင်းကြီးဆွတဲ့ပေါက်က1ပေါက်ကျင်းငယ်ဆွတဲ့ပေါက်က1ပေါက်ဆိုပြီးတော့ဒွါရ9ပေါက်အဲ့ဒါကတော့အထင်ရှားဆုံးအပေါက်တွေမလို့အပေါက်ကြီး9ပေါက်လို့ခေါ်ရပါတယ်အဲ့ဒီအပေါက်ကြီး9ပေါက်တွေမကဘူးအပေါက်ငယ်လေးတွေကလည်းမရှိမတွက်နိုင်အောင်များစွာရှိတယ်ခန္ဓာကိုယ်မှာချွေးထွက်ဖို့အပေါက်တွေအခိုးထွက်ဖို့အပေါက်တွေအငွေ့ထွက်ဖို့အပေါက်တွေအဲ့ဒီအပေါက်ကလေးတွေကတော့ဝိညာဉ်ပေါက်ကလေးတွေကတော့မရှိမတွက်နိုင်အောင်ကိုရှိပါတယ်သိပ္ပံပညာရှင်တွေရဲ့အနုဋ္ဌိမှန်ကြောင်းနဲ့ကြည့်ထားတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ခန္ဓာကိုယ်အရေးပြားပေါ်မှာကြက်ပြားဝိုင်းတဝိုင်းစာလောက်ရှိတဲ့နေရာတနည်းပြောရင်တော့တလက်မပတ်လည်လောက်ရှိတဲ့နေရာလေးမှာဝိညာဉ်ပေါက်ပေါင်း2000ကျော်ရှိတယ်ဒဂရီမျက်စိနဲ့တော့မမြင်တွေ့နိုင်ဘူးပေါ့ဒဂရီမျက်စိနဲ့ကြည့်မယ်ဆိုရင်တော့တလက်မပတ်လည်ဆိုရင်ဝိညာဉ်ပေါက်လေးတွေဘယ်နှပေါက်လောက်ပဲတွေ့မလဲ20 30လောက်ပဲတွေ့နိုင်မယ်ပေါ့အနုဋ္ဌိဝန်ကြောင့်နဲ့ဒေသကြည့်လိုက်လို့ရှိရင်တော့တလက်မပတ်လည်အတွင်းမှာကိုအပေါက်ပေါင်း2000ကျော်လောက်ရှိတယ်လူတွေကတော့တမန်မျက်စိနဲ့မမြင်နိုင်ပေမဲ့ရှင်ကလေးတွေကတော့သူတို့ရဲ့သဘာဝမျက်စိနဲ့မြင်နိုင်ပုံပေါ်ပါတယ်ဒါကြောင့်ရှင်လေးတွေကလူရဲ့အရေးပြပေါ်မှာနားလိုက်ပြီးဆိုရင်ဘယ်နေရာကိုပဲနားပြီးတော့သွေးဆုပ်ဆုပ်ယူလို့ရတယ်ရှင်လေးရဲ့မျက်စိနဲ့ကတော့ကြပြဝိုင်းတဝိုင်းစာမှာအပေါက်2000ကျော်ရှိတာကိုသူတို့မြင်တွေ့လို့ရပါတယ်အနုဋ္ဌိမှန်နဲ့ကြည့်တယ်လို့ရှင်လေးကြည့်တယ်လို့အနုဋ္ဌိမှန်နဲ့ကြည့်ရင်မြင်ရတယ်လို့ရှင်လေးကြည့်ရင်မြင်ရတယ်လို့သာတာမန်မျက်စိနဲ့ဒီလိုခန္ဓာကိုယ်အနှံ့အပေါင်းငယ်လေးတွေမြောင်များစွာနဲ့သကားကြတယ်လို့ဖြစ်နေတာကိုမြင်တွေ့ရမယ်ဆိုရင်တော့ကိုယ်ခန္ဓာကိုယ်လည်းဘယ်သူမှတာယာနှစ်သက်တက်မဲ့ဆွေးလန်းကြမှာမဟုတ်ပါဘူးသူတော်ဘာတို့ရဲ့ခန္ဓာကိုယ်လည်းပဲတာယာနှစ်သက်တက်မဲ့ဆွေးလန်းကြမှာမဟုတ်ပါဘူးဒါကြောင့်ပဂတိတော်မြေတံမှုဟာအပ္ပတိပေါင်းရဲ့အသွယ်သွယ်များစွာရှိသလို
တို့ရဲ့ရုပ်ခန္ဓာဟာလည်းပဲအပေါက်ကြီးပေါက်ငယ်များစွာရှိတဲ့အတွက်ကြောင့်တောင်ပိုးနဲ့တူပါတယ်ဒါလည်းပဲကိုယ်ခန္ဓာပေါ်မှာလည်းတွေ့တာတတ်မှုမရှိအောင်သူတစ်ပါးရဲ့ရုပ်ခန္ဓာဒီပေါ်မှာလည်းတွေ့တာတတ်မှုမရှိအောင်တံဝေကဉာဏ်တံဝေကအမြင်ကိုရှင်သန်တိုးတက်စေပါတယ်နောက်တစ်ချက်ရုပ်ခန္ဓာဟာတောင်ပိုးနဲ့ဘာကြောင့်တူရသလဲဆိုရင်ပဂရိသောတောင်ပိုးမှာရှိတဲ့အပေါက်ကျိုးပေါက်ငယ်အသွင်သွယ်ကနေမွေတို့ကင်းတို့ကျွတ်တို့ဖုတ်တို့အစရှိတဲ့ဆက်ဆုပ်စရာယုံစရာကောင်းတဲ့အကောင်တွေယောဂပိုးတွေဖြန့်ချိမဲ့အကောင်တွေဘေးရန်အန္တရာယ်ဖြစ်စေမဲ့အကောင်တွေသာအံထွက်ပြီးတော့နေသလိုထွက်ပေါ်ပြီးတော့လာသလိုဦးဇင်းတို့ရဲ့ရုပ်ခန္ဓာမှာရှိတဲ့အပေါက်ကြီးပေါက်ငယ်အသွယ်သွယ်ကလည်းပဲယုံစရာတွေဆက်ဆုပ်စရာတွေအငြိကြီးတွေသာအမြဲတမ်းထွက်နေတဲ့အတွက်ကြောင့်လည်းပဲတောင်ပိုးနဲ့တူတယ်တောင်ပိုးဆိုတာကိုပါဠိလိုတော့ဝါမိကလို့ခေါ်ပါတယ်တရဏီနဲ့အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ဝမတိတိဝမိကောအံထုတ်တတ်သောကြောင့်ဝမိကတောင်ပိုးလို့ခေါ်တယ်တောင်ပိုးဆိုတာဘာလို့ခေါ်တာလဲဆိုရင်အံထုတ်တတ်လို့ဘာတွေအံထုတ်တာလဲဆိုရင်သူ့မှာရှိတဲ့အပေါက်ကြီးအပေါက်ငယ်ကနေပြီးတော့ဆက်ဆုပ်စရာအကောင်ပလောင်တွေကိုအံထုတ်တတ်လို့တောင်ပိုးလို့ခေါ်တာပါဒီဥစ္စာရဲ့ခန္ဓာမှာရှိတဲ့အပေါက်ကြီးအပေါက်ငယ်ကလည်းပဲတစ်နေ့တစ်နေ့မွေးတာကြိုင်တာလေးတွေတင့်တယ်တာလေးတွေလှပတာလေးတွေစက်တရေရှိတာလေးတွေသိမ့်ထားခြင်းစရာလေးတွေအညတနုစုဆောင်ထားခြင်းစရာလေးတွေထွက်လာသလားလို့ဆိုတော့မထွက်လာပါဘူးရှိသမျှအပေါက်ကြီးပေါက်ငယ်အသွယ်သွယ်ကယွန်စရာတွေဆက်ဆုပ်စရာတွေအညစ်အကြေးတွေကြီးပဲနေစဉ်နဲ့အမျှအချိန်နဲ့အမျှထွက်ပြီးတော့နေပါတယ်မျက်စိဘောက်ကထွက်တော့ဘာတွေထွက်တော့မျက်ချီးတွေထွက်တယ်မတင်တယ်တာမလို့နာမည်ကမျက်ချီးလို့ချီးနဲ့ခေါ်ရတာနော်မျက်စိကမျက်ချီးထွက်တယ်နားကဘာထွက်တော့နားချီးထွက်နားကနှစ်ဖာချီးထွက်မယ်သူကလည်းချီးပဲနော်နှာခေါင်းကထွက်တော့နှစ်ချီးတွေထွက်မယ်ရှာဆိုတော့ဒီပါးစပ်ပေါက်ကထွက်တော့ဘာတွေထွက်မလဲရှာချီးလို့မလုပ်နဲ့တော့နော်ပါးစပ်ကထွက်တော့ဒီတလိပ်တို့တတွေးတို့ဒီသွားပုတ်ကြီးတို့ဒါတွေထွက်လာမှာပေါ့တနည်းအားဖြင့်တော့ပါးစပ်ပေါက်ဆိုလို့ရှိရင်လည်းသွားတွေကြားတွေကဘာတွေထွက်တော့တချီးတွေထွက်တယ်စားလိုက်တော့မွေးတာလေးတွေကြိုင်တာလေးတွေအရသာရှိတာလေးတွေချိုးတာစိတ်တာလေးတွေစားတယ်အဲ့ဒီစားတော့အရသာတွေရှိလို့စားပြီးတော့သွားကြတဲ့ကတ်နေတာပြန်ထွက်လာတော့နာမည်ကဘယ်လိုဖြစ်သွားတော့တချီးတဲ့ဒါဖြင့်ဘာစားနေတယ်ဆိုတဲ့အဓိပ္ပာယ်သိရသွားတော့အဲ့ဒါကိုယ်ပဲဆုံးဖြတ်ပေါ့လीနော်အဲ့ဒါသွားတဲ့ကထွက်လာတော့တချီမျက်စိနာနာလျာကိုယ်နဲ့ကြည့်လိုက်တော့ခန္ဓာကိုယ်မှာဓာရကြီးဖြစ်တဲ့ကျင်ကြီးဘောက်ကထွက်လာတော့ကျင်ကြီးပေါ့ကျင်ငယ်ဘောက်ကထွက်လာတော့ကျင်ငယ်အဲ့တော့ဓာရကြီးကိုယ်ဘောက်ကထွက်လာသမျှအရာအလုံးဟာလေမှုတာကြိုင်တာတင့်တယ်တာလှပတာသိမ်းထားခြင်းစရာတစ်ခုမှမရှိဘူးယူစရာကြီးပဲအပေါင်းငယ်လေးတွေဖြစ်တဲ့မွေးနေ့ဘောက်ကနေထွက်လာတော့လေချွေးတွေအခိုးအငွေ့တွေဒါတွေကလည်းရွှေရှာစရာတွေပဲနောက်ဆုံးနေတဲ့အရာတွေပဲညစ်ပတ်တဲ့အရာတွေပဲဒါကြောင့်မွေးနေ့ဘောက်တွေကနေမတင့်တယ်တာကြီးထွက်လာလို့နေစဉ်နဲ့မျက်နှာသိနေရတယ်ကြီးချိုးပြနေရတယ်အဲ့ဒီလိုအဖြစ်ပေါ့လေတကယ်တော့တောင်ပိုးကြီးဟာဆက်ဆုပ်စရာကောင်းတဲ့အကောင်ပလောင်တွေပဲထွက်ပေါ်ပြီးတော့လာတယ်လို့ရုပ်ခန္ဓာကိုယ်ကြီးဟာလည်းပဲမတင့်မတဲယုံစဖွေကြီးပဲထွက်ပေါ်လာတဲ့အတွက်ကြောင့်တောင်ပိုးနဲ့တူပါတယ်နောက်တစ်ချက်ရုပ်ခန္ဓာဟာတောင်ပိုးနဲ့ဘာကြောင့်တူရသလဲဆိုရင်ဒီရုပ်ခန္ဓာကြီးဟာဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တည်စွန့်အံထုတ်ထားတဲ့အရာဖြစ်လို့ပဲပဂရိသောတောင်ပိုးကြီးဟာခြားကောင်လေးတွေအံထုတ်လိုက်တဲ့အရာဖြစ်တယ်စွန့်ထုတ်လိုက်တဲ့အရာဖြစ်တယ်ခြားကောင်လေးတွေဟာတောင်ပိုးလုတ်ပြီးပြီဆိုရင်သူ့အတိုင်းတာကာလအကန့်အသတ်လေးတစ်ခုတွင်မှာပဲနေထိုင်ကြတယ်ကိုနေခြင်းတဲ့အတိုင်းတာကာလတစ်ခုကျော်သွားပြီဆိုရင်တောင်ပိုးကြီးကိုဒီတိုင်းပဲထားပစ်ခဲ့တယ်နောက်ဆုံးခြားကောင်လေးတွေသေသွားပြီဆိုရင်လည်းတောင်ပိုးကြီးကိုဒီတိုင်းပဲစွန့်ထားရခဲ့တယ်ဒါကိုပဲဝိဇ္ဇာလိုင်းတို့ခန္ဓာရီလိုင်းတို့လိုက်တဲ့လူတွေက
တန်ဆိုပြီးတော့လိုက်ရှာနေကြတာပေါ့အဲ့တော့ခြားတန်မှုကြီးဟာခြားကောင်နေဘလို့ကျွန်တော်လို့စွန့်ထားလိုက်တဲ့အရာဖြစ်သလိုပဲဦးဇင်းတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးဟာလည်းပဲဘုရားပိစိကဗုဒ္ဓယဟန္တာအရှင်မြတ်တွေမလို့ကျွန်တော်လို့စွန့်ထုတ်ထားလိုက်တဲ့စွန့်အံထားလိုက်တဲ့အရာဖြစ်တယ်စွန့်လွတ်ထားတဲ့အရာဆိုတာကတော့ဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တွေနောက်ဆုံးသုတိစိတ်နဲ့ပြိဋိဘံစံသွားပြီးပြီဆိုရင်ဘဝခန္ဓာအသစ်ထပ်မဖြစ်တော့ဘူးဦးဇင်းတို့ရထားတဲ့ခန္ဓာမျိုးထပ်ပြီးတော့မရတော့ဘူးဒါကြောင့်ဒီခန္ဓာဟာဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တွေစွန့်ထားတဲ့အရာဖြစ်သွားပြီလောလောဆယ်တော့ရနေသေးတာပေါ့ဒီဘဝကနေသုတိပြီးသလိုပြိဋိဘံပြုသွားပြီဆိုရင်နောက်ဘဝအသစ်ထပ်မဖြစ်တော့တဲ့ကြောင့်အခုလိုခန္ဓာမျိုးထပ်မရတော့ဘူးအဲ့ဒီလိုထပ်ပြီးတော့မရတော့တာကိုပဲဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တွေကစွန့်လွတ်ထားတယ်လို့ဆိုလိုပါတယ်အဲ့ဒီလိုအချင်းပဂတိသောတောင်ပေါ်ကြီးဟာခြားကောင်နေစွန့်လွတ်ထားတဲ့အရာဖြစ်သလိုဦးဇင်းတို့ရဲ့ရုပ်ခန္ဓာဟာလည်းပဲဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တွေစွန့်လွတ်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်လည်းပဲဘာနဲ့တူလဲတောင်ပေါ်နဲ့တူတယ်ခန္ဓာတောင်ပေါ်ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ပဂတိသောမြေတောင်ပေါ်ကြီးဟာခြားကောင်လေးတွေစွန့်ထုတ်လိုက်တဲ့ပါဠိတော်နိဒံပြောတော့ခြားကောင်လေးတွေအန်ထုတ်လိုက်တဲ့မြေမုံငယ်လေးတွေသဲမုံလေးနဲ့ဖွဲ့စည်းတည်ဆောက်ထားသလိုပဲဦးဇင်းတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးဟာလေဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တွေစွန့်လွတ်ထားတဲ့အန်ထုတ်ထားတဲ့မြေမုံသဲမုံကြီးဟူသော32ကွထာတအစုအဝေးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့အတွက်ကြောင့်တောင်ပေါ်နဲ့တူတယ်ပြင်ပလောကမှာမြင်တွေ့နေရတဲ့တောင်ပေါ်လေးတွေဟာမြေခြားကောင်လေးတွေတကောင်ချင်းနည်းနည်းစီသယ်လာတဲ့မြေမုံလေးတွေသဲမုံလေးတွေနဲ့တည်ဆောက်ထားတာဖြစ်တယ်။ဒါနဲ့သဲမုံလေးတွေမြေမုံလေးတွေကိုက်ချီလာတယ်။ပြီးတော့တောင်ပေါ်ဆောက်တဲ့နေရာမှာဒီမြေမုံသဲမုံလေးကိုစွန့်ထုတ်လိုက်တယ်အန်ထုတ်လိုက်တယ်။အဲ့တော့တောင်ပေါ်ကြီးဟာခြားကောင်လေးတွေအန်ထုတ်လိုက်တဲ့သဲမုံမြေမုံလေးရဲ့အစုအဝေးကြီးဖြစ်တယ်။အဲ့လိုလိုပါပဲဦးဇင်းတို့ရဲ့ရုပ်ခန္ဓာကြီးဟာလည်းဘုရားပိစိကဗုဒ္ဓယဟန္တာအရှင်မြတ်တွေကစွန့်လွတ်ထားတဲ့ဆိုတာကဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်တွေတာယာနှစ်တဲ့တတ်မဲ့ဆွေးလန်းခြင်းမပြုတော့တာကိုပဲစွန့်လွတ်ထားတယ်လို့ပြောတာပါပဲအဲ့တော့တာယာနှစ်တဲ့တတ်မဲ့ခြင်းမရှိသောအဖြစ်ဘုရားယဟန္တာများစွန့်လွတ်ထားတဲ့32ကွထာတဒီဟုသောမြေမုံသဲမုံလေးတွေတစားစီစုပေါင်းဖွဲ့စည်းထားတဲ့အစုအဝေးကြီးဖြစ်လို့လည်းပဲတောင်ပေါ်နဲ့တူပါတယ်။ဘုရားပိစိကဗုဒ္ဓယဟန္တာရှင်မြတ်များကတော့ဒီ32ကွထာတအပေါ်မှာတာယာနှစ်တဲ့တက်မဲ့ဆွေးလန်းခြင်းမရှိတော့ဘူး။အဲ့ဒီမရှိတော့တဲ့32ကွထာတကိုပဲပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့တာယာနှစ်တဲ့တက်မဲ့ဆွေးလန်းပြီးတော့နေကြတယ်။တာယာနှစ်တဲ့တက်မဲ့ဆွေးလန်းပြီးတော့အဲ့ဒီတဲမုံမြေမုံတွေနဲ့ခန္ဓာတောင်ပေါ်ကြီးတည်ဆောက်ထားကြတယ်။တေရတုဒေသနာစဉ်အရ32ကွထာတဆိုတာတော့အချင်းချင်းပြောရမှာပေါ့ဒီတရားနာမေသထမှာ32ကွထာတအလွတ်ရတဲ့ပုဂ္ဂိုလ်များပါလားမပိုင်တော့တစ်ခေါက်စီတော့တိုင်ပြီးမှဆင်းတယ်လိုက်ဆိုသပင်မွေးညင်းခြေသေးလက်သေးသွားအရေးဒီ5မျိုးဟာဥစုတစုဖြစ်ပါတယ်အသာအကျော်အယုရိုးရင်းချင်းစီအညှို့ဒီ5ခုကလည်းတတွဲဖြစ်ပါတယ်ငါနှလုံးအသေးအမြင့်အဖြင်းအဆုပ်ဒီ5မျိုးကလည်းတတွဲဖြစ်ပါတယ်ဥမဥသိအစာတစ်အစာဟောင်းအုံနောက်5ခုတတွဲပေါင်းလိုက်တော့5လေး20ရှိသွားပြီပြီးကြီးတလိပ်ပြီးသွေးချွေးအစီကဲဘယ်နှခုတတွဲတော့6ခုတတွဲနောက်ဆုံးတတွဲဆိုမယ်မျက်ရည်စီကြီးတတွဲနှက်အစေးကျင်ငယ်ဘယ်နှခုတတွဲတော့6ခုတတွဲနောက်2တွဲက
6နှစ်လီ10နှစ်ရှေ့က20နဲ့ပေါင်းလိုက်တော့32အဲ့ဒီ32ခုထာတာကတော့ရအောင်ကြက်ထားကြနော်ဗုဒ္ဓဘာသာဝင်တိုင်းရတဲ့ရထိုက်ပါတယ်32ခုထာတာ32ခုထာတာဒီခန္ဓာကိုယ်ကြီးက32ခုထာတာအစုဝေးကြီးပါကွာအပုပ်ကောင်ကြီးရုပ်ဆောင်နေတာပါကွာနဲ့ခဏခဏပြောလို့ရှိတယ်ဘာလဲကွာ32ခုထာတာဆိုတော့ငါလည်းမသိဘူးလို့ဒီလိုတော့မလုပ်သင့်ဘူးနော်ဒါကြောင့်ဒီ32ခုထာတာကိုရအောင်ကြက်ထားပါတစ်ခုချင်းတော့ဦးဇင်းတို့ရှင်းမပြတော့ပါဘူးအဲ့ဒီ32ခုထာတာကိုဘုရားပိစိကဗုဒ္ဓယန္တန်ရှင်မြတ်များကဘယ်ကုထာသကိုမှတာယာနှစ်သက်တတ်မဲ့ဆွေးလန်းခြင်းမရှိကြတော့ပါဘူးမရှိတော့တာယာနှစ်သက်ခြင်းမရှိတော့အဖြစ်32ကုထာသကိုဘုရားရှင်တို့ကဆွန့်လွတ်ထားလိုက်ပါပြီအဲ့ဒီဆွန့်လွတ်ထားတဲ့32ကုထာသအစုဝေးကြီးမို့လို့လည်းပဲတောင်ဖို့လို့ခေါ်ရတာပါဘုရားပိစိကဗုဒ္ဓယန္တန်ရှင်မြတ်တွေက32ကုထာသအပေါ်မှာတာယာနှစ်သက်တတ်မဲ့ဆွေးလန်းခြင်းမရှိကြပေမဲ့ပုထုဇဉ်တွေအနေနဲ့ကြတော့အဲ့ဒီ32ခုထာတာကိုပဲအမျက်တနုနဲ့တာယာနှစ်တဲ့တက်မဲ့ဆွဲလန်းနေကြတယ်32ခုလုံးဆိုတာအသာထားလိုက်ပေါ့ပထမဆုံး5ခုတတွဲလေးကိုပဲကြည့်ရအောင်ပထမဆုံးပါတဲ့တော့ခုနဆိုသွားလိုက်တာသဘင်ဆိုတာကုထာတာတစ်ခုပဲအဲ့ဒီသဘင်ဆိုတဲ့ကုထာတာမှာတတ္တဝအများဟာတာယာမှုရှိသလားမရှိဘူးလားရှိပါတယ်ရှိတဲ့အတွက်ကြောင့်ဒီသဘင်လေးကိုတချို့ကအတူထားတယ်တချို့ကရှည်ထားတယ်တချို့ကအမောက်ကလေးတွေလှုပ်ထားကြတယ်အမြင့်ကလေးတွေချထားကြတယ်လေခွဲလေးတွေထားတယ်ဘေးခွဲလေးတွေထားတယ်တချို့ကြတော့လည်းပဲသရုံလေးတွေထုံးပြီးတော့ထားတယ်သရုံထုံးတော့တချို့ကလည်းထိတ်မှထုံးထားတယ်တချို့ကနောက်မှထုံးထားတယ်တချို့ကဘေးခွဲလေးထုံးထားတယ်တချို့ကသပင်လေးကိုနောက်မှဒီတိုင်းပဲဖြန့်ပြီးတော့ချထားကြတယ်တချို့ကလည်းသပင်လေးကိုနောက်မှစီးပြီးတော့လှန်တင်ထားတယ်တချို့ကလည်းဘေးမှာအတွဲလေးချပြီးတော့ထားတယ်မိမိတာယာသလိုမိမိသဘောကျသလိုမိမိနှစ်သက်သလိုသဘင်ကိုအမျိုးမျိုးပုံစံဖော်ပြီးတော့တာယာနှစ်သက်တတ်မဲ့ဆွဲလန်းနေကြပါတယ်အခုခေတ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကရုံးကြီးဆိုတာကလည်းမရှိဘူးလားကရုံးကြီးတွေခေတ်စားနေတယ်နော်ဒီတော့ဘုရားပိစိကဗုဒ္ဓယန္တန်ရှင်မြတ်ဒီဘုရားပိစိကဗုဒ္ဓယန္တန်ရှင်မြတ်ဖြစ်ဖို့အတွက်သူတော်ကောင်းလက်ကိုအားထုတ်ကြတဲ့ယဟန်သာမဏေဘေကုဏီမသီလရှင်ဆက်ရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲသဘင်ကိုပြောင်းအောင်ရိတ်ထားကြတာပါပဲသဘင်ပေါ်မှာတာယာနှစ်တဲ့တက်မဲ့ဆွဲလန်းတဲ့တဏှာကိုပယ်တတ်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်သဘင်နဲ့ပတ်သက်တဲ့ကြောင်းကြမှုတွေတိယကထများတာတွေကျင်းရှင်းသွားဖို့ပလီဘောဓာတွေကျင်းရှင်းသွားဖို့အတွက်လည်းဖြစ်ပါတယ်ဒါပေမဲ့ခေါင်းပြောင်အောင်ရိတ်ထားတိုင်းကိလေသာပြောင်တာတော့မဟုတ်ဘူးတို့ကြုံမှမယ်ဆိုတော့ခေါင်းပြောင်နိုင်ရဲ့ကိလေသာပြောင်နိုင်ရဲ့ပြောင်ရင်း2မျိုးပေါ့နော်ခေါင်းပြောင်နိုင်လေကိလေသာမပြောင်ဘူးဒါပေမဲ့ယဟန်သာမဏေသူတော်စင်သားခေါင်းပြောင်အောင်တုံးထားတယ်ဆိုတာကတော့ရည်ရွယ်ချက်ကကိလေသာပြောင်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ပါပဲလောလောဆယ်တော့သဘင်နဲ့ပတ်သက်တဲ့ကိလေသာကိုအပြောင်ရှင်းလိုက်တယ်မင်းကောင်းလေးပြောင်နေတယ်လို့မင်းရဲ့တန်တမှာရှိတဲ့မင်းရဲ့စိတ်ဆင်မှာရှိတဲ့လောဘဒေါသစတဲ့ကိလေသာတွေလည်းမင်းပြောင်းအောင်ရိပ်ပြီးတော့လို့ကိုယ့်ကိုယ်ကိုအမြဲတမ်းသတိပေးဖို့အတွက်ခေါင်းကိုပြောင်းအောင်ရိပ်ထားရခြင်းဖြစ်ပါတယ်။ပြီးတော့ခေါင်းပြောင်းတာနဲ့အမျှကိလေသာလည်းပြောင်းဖို့လိုအပ်ပါတယ်။ဒီနေ့ခေတ်လူ့ဝိကြောင့်မျိုးသားမျိုးသမီးတွေကရုံးကြည့်ထားပြီးတော့ပြောင်းအောင်ထားကြတာကတော့ကိလေသာပြောင်းခြင်းတဲ့ရည်ရွယ်ချက်မဟုတ်တော့ဘူးထင်ပါတယ်။တချို့တကယ်ကိုသာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုပြီးလို့လူထွက်သွားလို့ခေါင်းပြောင်းနေတာမျိုးသီလရှင်ဝိပြီးလို့လူပြန်ထွက်သွားလို့ခေါင်းပြောင်နေတာမျိုးကတော့ဒါကတော့တစ်မျိုးပေါ့ဘုန်းကြီးဝိထွက်ချင်းသီလရှင်ဝိထွက်ချင်းသဘင်ပြန်ဆိုင်လို့ရတာမှမဟုတ်တာသဘင်အတုဆက်ထားရင်တော့ရမှာပေါ့အဲ့တော့သူ့တဘာဝကိုကယဟန်သီလရှင်ဝိထားလို့ပြောင်းတာကတော့ပြောင်းမစီတချို့ကတော့သူများကရုံးဖက်ရှင်ထားတာနဲ့ကိုယ်လည်းပဲကရုံးဖက်ရှင်ထားမယ်ကရုံးဆိုင်လေးထားမယ်ဆိုပြီးတော့တမင်ခေါင်းရိပ်တဲ့လူတွေကလည်းရှိတယ်မျိုးသားတွေရိတ်တာကတော့အထူးမပြောလို့ဘူးတချို့မျိုးသမီးတွေရိတ်တာကြတော့လည်းဆန်းတယ်လို့ဖြစ်နေတယ်ဆန်းတယ်လို့ဖြစ်တယ်ဆိုတာကဥက္ကဋ္ဌစာဆောင်တစ်ခုမှဖတ်လိုက်ခုတယ်ကရုံးတုတိဒနာဆောင်းပါးလေးပေါ့လေအမျိုးသမီးတွေကရုံးကြီးထားတာနဲ့ပတ်သက်ပြီးတော့ဘာရည်ချက်နဲ့ထားတာလဲလို့အမျိုးသမီးကြီးငယ်ကိုလိုက်ပြီးတော့အင်တာဗျူးလုပ်ထားတာလေးဖတ်လိုက်ရတယ်ဖတ်လိုက်ရတဲ့အချိန်မှာအမျိုးသမီးငယ်တယောက်ကဘယ်လိုပြန်ဖြေထားသလဲဆိုတော့ကျမကရုံးထားတာကမြို့တယ်
ဈေးထဲလမ်းလျှောက်သွားလို့ရှိရင်လမ်းမှာတွေ့တဲ့လူတွေကဒီလိုပြောကြတာကိုตายရလို့ပါဘယ်လိုပြောကြတာလဲဆိုတော့ဟဲကတုံးလေးနဲ့လှလိုက်တာဟာကတုံးလေးနဲ့လိုက်သားပဲဟာဘယ်တော့မှသီလရှင်ဝင်လိုက်ပါလေစသည်အဖြစ်ပေါ့သူ့ရဲ့ကတုံးကြောင်တာလေးကိုကြည့်ပြီးတော့မှတ်ချက်အမျိုးမျိုးပေးတော့မှတ်ချက်အမျိုးမျိုးပေးတဲ့အတန်လေးကိုตายရခြင်းလို့မှုသူကတုံးကြည့်ထားတာပါတဲ့အဲ့ဒီလိုအင်တာဗျူးအဖြေလေးတစ်ခုဖတ်လိုက်ရပါတယ်အဲ့ဒီအဖြေကိုကြည့်မယ်ဆိုရင်ထိုမျိုးသမီးလေးခေါင်းပြောင်အောင်ရိတ်တာဟာကိလေသာပြောင်ခြင်းလို့ရိတ်တာဟုတ်ရဲ့လားမဟုတ်ပါဘူးကိလေသာဗေနဲ့ထားတော်ထက်တောင်ကိလေသာကပူများလာတယ်လို့ရှိနေသေးတယ်နော်ဒါကြောင့်ခေါင်းပြောင်နိုင်ကိလေသာမပြောင်ဘူးအဲ့ဒီမှာအဖြစ်ပေါ့လေသဘင်နဲ့ပတ်သက်ပြီးတော့လေကေမျိုးမျိုးထားပြီးတော့တာယာနှစ်သက်တက်မဲ့ဆွဲလန်းကြတယ်ကေဆိုလို့လဲကေဆိုတာဘာကိုပြောတာတော့အင်္ဂလိပ်စကားလားဒါမှမဟုတ်ဗန်စကားလားပြောရင်လည်းစဉ်းစားမိတာကတော့ခုနသဘင်ဆိုတာကပါဠိလိုဆိုတော့ဥဒ္ဒနာစဉ်းစားရတာအဋ္ဌိမသမင်္ကာယီကိတာလောမနခာဒန္တာတသောစသည်အပြင်စဉ်းစားရတာဆိုတော့သဘင်ကိုပါဠိလိုကိတာလို့ခေါ်ပါတယ်အဲ့ဒီကိတာဆိုတဲ့ပါဠိစကားလုံးလေးတွေကပါဠိကိုအသာထုတ်ထားပြီးတော့ကိဆိုတဲ့စကားလုံးတစ်လုံးနဲ့အဖျားဆုပ်ပြီးယူလိုက်တယ်လို့ဥစဉ်တော့တွေးမိတာပဲဟုတ်လောက်မှထင်ပါတယ်နော်ဒါကြောင့်မလို့ဒီကိမျိုးမျိုးနာမည်တက်ကြတာပေါ့ဒီကိလေးကတော့ဒွေကိဒါတွေကတော့ဒယနာကိစသည်အချင်းပေါ့လေအဲ့ဒါသမင်ဆိုင်သွားပြီးတော့သမင်ညဆိုင်သွားပြီးတော့သမင်ညှက်တယ်ဆိုလို့ရှိရင်လေလူငယ်တွေကဘယ်လိုပြောကြတယ်လဲကိခုတ်တယ်လို့ဒီလိုပြောကြတယ်နော်ကိသွားခုတ်လိုက်ဦးမယ်ကိခုတ်တယ်ဆိုတာကတော့နားထောင်လို့ကောင်းမှသေးတယ်တချို့ခုခေတ်လူငယ်လေးတွေတချို့ပြောကြတာဥဒ္ဒနာကြားဘူးတယ်အံ့ဩလို့လည်းမဆုံးပါဘူးလူတယောက်သဘင်ရှိတယ်သဘင်ညဆိုင်သွားပြီးတော့သဘင်ညှက်ပြီးပြန်လာတယ်ဆိုရင်လူအမျိုးသားလူငယ်လေးတွေချင်းချင်းဘာပြောကြတယ်လဲဆိုတော့မင်းသေးကျူးလဲပြီးပြီပေါ့တဲ့နော်သဘင်ညှက်တော့သေးကျူးလဲတယ်ဆိုတော့တော်တော်ကိုတခြားစီဖြစ်တယ်နော်သဘင်ညှက်တဲ့သဘင်ဆိုတာကလူရဲ့ခန္ဓာကိုယ်မှာအထွတ်အထိပ်ဥကောင်းထက်မှရှိတာသေးကျူးလဲတယ်ဆိုတာသေးကျူးဆိုတာကဘယ်မှာရှိတာတော့ခန္ဓာမှာရှိတာခန္ဓာဆိုတာကခန္ဓာကိုယ်ရဲ့အောက်ဆုံးဖြစ်တဲ့ခြေထောက်မှာဝေးရတဲ့အစင်တရားတစ်ခုဖြစ်ပါလေဒီတော့ခေါင်းကျိုးလိုက်တာကိုပဲတဲကျိုးလဲတယ်လို့ပြောကြတာကတော့လုံးဝမသိတော့ဘူးလို့ထင်ပါတယ်ဒါပေမဲ့ပြောစံနေတော့မတခဏကြားကြနေရတာပါပဲနော်တဲကျိုးလဲပြီးပြီတချို့တခါတည်းစာသင်တိုင်းမှာနေတော့ကြုံမှုပါတယ်တချို့ဒုလဘဥစဉ်လေးတွေပေါ့လေယူရဲရွာတွေကနေဝတ်လာတာဆိုတော့တခါတည်းကျောင်းကဥစဉ်လေးတွေနဲ့ခင်းနေတယ်ဆိုလို့ရှိရင်ဟာဥစဉ်ခေါင်းပြောင်ရိပ်ကြည့်တဲ့နေ့ကဥစဉ်တဲကျိုးလဲပြီးပြီလားဒီလိုပြောလို့ရှိတယ်နော်ထားပါတော့လေဒီလိုပြောချင်တာကတော့သဘင်ကြီးဟူသောကုဋ္ဌာသရဲ့အပေါ်မှာဘုရားပြည့်စုံကဗုဒ္ဓယဟန္တာအရှင်မြတ်များကတော့ဆွံ့လွတ်ထားကြတယ်။တာယာမှုမရှိသောအချင်းဆွံ့လွတ်ထားကြတယ်။အဲဒါကိုပဲပုထုဇဉ်လူသားအများစုကတော့တာယာနှစ်သက်တက်မဲ့ဆွေးလန်းနေကြတယ်။ဒါခန္ဓာတန်ဖိုးရဲ့သဘောလေးကိုတန်ဝေကဉာဏ်ထင်အောင်အနေငယ်ထည့်သွင်းပြီးတော့ပြောပြခြင်းဖြစ်ပါတယ်။အဲ့တော့ပထမ5မျိုးကုဋ္ဌာသလေးကတော့အလို့ရနေရမယ်သဘင်ပြီးတော့ဗါတဲ့တော့မွေးညင်းဆိုတာကတော့ခန္ဓာကိုယ်အနှံ့ပြတ်မှရှိနေတဲ့သဘင်မှာတစ်ပါးတော့မွေးညင်းအာလုံးအမွေးအာလုံးမှာပဲအဲ့ဒီမွေးညင်းကိုလည်းမွေးညင်းတဲ့ကုဋ္ဌာသကိုလည်းပုရိသေလူသားအများစုကတော့အမျိုးမျိုးပြုတ်ပြင်းပြီးတော့တာယာနေကြတာပါပဲဥပမာဆိုတော့မျက်ခုံးမွေးဆိုလို့ရှိရင်လည်းပုံစံမျိုးမျိုးပြုတ်ပြင်းပြီးတော့တာယာနေကြတယ်တချို့ဆိုရင်မူလရှိပြီးသားမျက်ခုံးမွေးလေးကိုဗေဒာလေးတွေနဲ့ညှက်ရတာကိုအားမရလို့ပြောင်းအောင်ရိပ်ပြလိုက်တယ်ရိပ်ပြီးတော့မှမျက်ခုံးမွေးအတုတတ်တာလည်းရှိတယ်တချို့လည်းမျက်ခုံးမွေးဆွဲတာနဲ့မျက်ခုံးမွေးအတုဆွဲမျက်ခုံးမွေးအတုဆွဲတာလည်းရှိတယ်တချို့ဆိုရင်လည်းနှာခမ်းမွေးလေးကိုပုံစံအမျိုးမျိုးလုပ်ပြီးတော့တာယာကြတယ်တချို့ဆိုရင်လည်းအဆွဲပုံစံလေးတွေညှက်ကပ်ပြီးတော့ဖြတ်ညှက်ပြီးတော့တာထားကြတယ်တချို့လည်းပဲမုတ်စိတ်မွေးကိုအလှပြုပြင်ပြီးတော့ထားကြတယ်တချို့လည်းပတိုင်းမွေးလေးတွေကိုအလှဆင်ပြီးတော့ထားကြတယ်အဲဒီလိုအဖြစ်ပေါ့လေမွေးရင်းနဲ့ပတ်သက်တဲ့ကုဋ္ဌာသအပေါ်မှာလည်းပဲပုံစံမျိုးမျိုးနဲ့ကာယနှစ်သက်တက်မဲ့ဆွဲလန်းနေကြတာပါပဲပြီးတော့ဘာကုဋ္ဌာသလဲခြေသေးလက်သေးပေါ်မှာလည်းပဲတာယာကြတာပါပဲလက်သေးခြေသေးလေးတွေကိုပုံစံမျိုးမျိုးလေးညှက်
အချွန်လေးတွေအတက်ကလေးတွေနဲ့အချွန်အတက်ကလေးတွေပုံစံဖွာတာအားမရတော့လက်သေးဆူသီးလေးပါဆူလိုက်ပြီးတယ်ဒါလက်သေးခြေသေးလေးအပေါ်မှာလည်းပဲပုံစံမျိုးမျိုးနဲ့တာယာနှစ်သက်တက်မဲ့နေကြတာပါပဲခြေသေးလက်သေးပြီးတော့သွားကြည့်ပြီးတော့ကွတ်ထားတဲ့ပုံမှာလည်းတာယာလို့မရဘူးလားရတာပဲတာယာနေကြတာပါပဲဩဒီလူကတစ်ထက်ကလေးနဲ့ပြုံးလိုက်ရင်သိလှတာပဲဒီလူကရွှေသွားကလေးနဲ့သိလှတာပဲဒီလိုကိုယ်တိုင်မှာသွားအဟောင်းတွေကမကောင်းတော့ဘူးဆိုရင်လေလှမဲ့တဲ့ရွှေသွားလေးတွေသွားလေးအဟောင်းလေးကိုရွှေအနားလေးတွေကုတ်ပြီးတော့တာယာကြတယ်တချို့ကြွားတာဝါဒနာပါတဲ့လူဆိုလို့ရှိရင်လေကိုယ့်ရဲ့ရွှေသွားလေးကအံသွားထဲမှာရှိတာအဲ့ဒါအံသွားသူများမမြင်မြင်အောင်32ချောင်းသွား32ချောင်းအကုန်ပေါ်အောင်ပြုံးကြတယ်သွားလေးမြင်စီတင်လို့ပေါ့လीနော်တချို့လည်းပဲသွားထဲမှာစိန်ထည့်ထားတယ်ဆိုတာလည်းရှိပါတယ်နော်မော်ဒယ်မျိုးသမီးတယောက်သူ့ရဲ့ရှည်သွားလေးမှာစိန်လေးပြုတ်ထားတယ်ဆိုတာဥစဉ်တို့ဖတ်လိုက်ဘူးတယ်အဲ့ဒီမှာဖြစ်ပေါ်လीသွားကြည့်လို့တော့ကုဋ္ဌာသမှာလည်းပဲအမျိုးမျိုးပြုပြင်ကြံစပြီးတော့တာယာနေကြတာပါပဲသပင်မွေးညင်းခြေသေးလက်သေးသွားပြီးတော့ပါလေအရေးဆိုတာကတော့လူတိုင်းမြင်တွေ့နေကြတဲ့အပေါ်ကအရေးပြားပါပဲယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတ attva ပဲလို့တတ်မှတ်နေကြတယ်ဆိုတာဒီအရေးပြားကြောင့်ပါပဲဒီအရေးပြားကိုကြည့်ပြီးတော့ပဲကြောင်နေတရားသာယာနှစ်တဲ့တတ်မဲ့ဆွေးလမ်းမှုအများဆုံးဖြစ်နေကြတာပါပဲသူသားလေးကနူးညံ့လိုက်တာသူသားလေးက